ကောင်မလေးတယောက်ကလမ်းမပေါ်မှာဇင်ခံကားတစ်စီးကိုမောင်းနေလာပါတယ်။အဲ့ဒီအချိန်မှာတောင်ပေါ်မှာပုံနေတဲ့စနိုက်ပါသမားတယောက်ကခလုတ်ကိုဆွဲလိုက်ပြီးကားရဲ့တာယာကိုပစ်ဖောက်လိုက်ပါတယ်။ကားကထိန်းချုပ်မှုလွတ်သွားတဲ့အချိန်မှာစနိုက်ပါသမားကနောက်တစ်ချက်ထပ်ပစ်လိုက်ရာကားရဲ့ရှေ့မှန်ကြီးပွင့်ထွက်သွားပါတယ်။ကောင်မလေးတေချာပေါက်တေပြီးလို့ထင်လိုက်ရတဲ့အခိုက်အတန့်မှာပဲစနိုက်ပါသမားကနောက်တစ်ချက်ထပ်ပစ်လိုက်ပါတယ်။ဒါပေမဲ့ကောင်မလေးရဲ့တက်တော်ဆောင်ကအချိန်ကရောက်ရှိလာပြီးပြန်တန်းလာတဲ့ကြီးစံကိုကောင်မလေးပစက်ထဲကတကြားလုံးတုတ်တန်လေးနဲ့ဖမ်းကာလိုက်ပါတော့တယ်။ဒီလောက်စွာကြီးရဲ့တက်တော်ဆောင်ဟာတကယ်တော့သူ့မိကအလုသမားဈေးကွက်ကနေတလောက်ကိုလစာ3000နဲ့ငားလာတဲ့အလုကျန်းသမားလေးဖြစ်ပါတယ်။တကယ်တော့ဒီကောင်လေးဟာနိုင်ငံခြားကနေအခုမှပြန်ရောက်လာတဲ့ကြေးစားဘရင်တယောက်ပါ။အိမ်ပြန်ရောက်ချင်းအလုံးလက်မဲ့ဖြစ်နေတာပါ။ဒီနေ့မှာကောင်မလေးရဲ့အမေဥက္ကဋ္ဌကြီးအနေအကျုံနေတုံးသူကဖြစ်သွားရင်မတော်တဆဝင်ခဲ့လိုက်မိပါတယ်။အမေဖြစ်သူကပေးကင်းသွားပေမဲ့တက္ကသိုလ်တက်နေတဲ့သမီးလေးအတွက်စိတ်ပူသွားတာကြောင့်ဒီကောင်လေးကိုအကြောင်းလွတ်ပြီးသမီးရဲ့ပုံကိုယ်ရေးတက်တော်ဆောင်အဖြစ်ခန့်လိုက်တာပါ။ကောင်လေးเจ้าရောက်ပြီးကောင်မလေးကိုတွေ့ရတဲ့အခါသူ့အကြောင်းကိုရှင်းပြဖို့ခက်ခဲနေပါတယ်။ဒါကြောင့်အနီးကပ်ကာကွယ်ပေးနိုင်ဖို့အတွက်မိန်းကလေးဆောင်ရဲ့ပတင်းပေါက်ကနေတိတ်တဆိတ်ခိုးဝင်လိုက်ပါတယ်။ကန်ဆိုးစွာနဲ့သူခုံဆင်းလိုက်တဲ့နေရာကမိန်းကလေးရေချိုးဆောင်ဖြစ်နေပါတယ်။ကောင်မလေးကသူ့ကိုချက်ချင်းမိသွားပါတယ်။မိန်းကလေးတွေအားလုံးဝိုင်းလာပြီးအစည်းအဝေးထိုင်ကသူ့ကိုစစ်မေးကြပါတယ်။သူကမတက်တာပဲမင်းကိုကာကွယ်ဖို့လာတာပါလို့ဝန်ခံလိုက်ရပါတယ်။ကောင်မလေးကသူ့မေစိတ်ပူနေမှန်းသိပေမဲ့လူတယောက်ကတစ်ချိန်လုံးအနောက်ကတကောက်ကောက်လိုက်နေတာကိုမကြိုက်ပါဘူး။ဒါနဲ့သူ့ကိုမောင်းထုတ်ဖို့အတွက်တင်းနစ်ကွင်းကိုခေါ်သွားပါတယ်။ပြီးတော့သူ့တန်းဖော်စီကနေကြည့်လိုက်ရင်ရိုးရိုးဘောလုံးနဲ့တူပေမဲ့အလေးချိန်ပေါင်း1000လေးတဲ့ဘောလုံးတစ်လုံးကိုတောင်းပြီးကောင်လေးစီပစ်ပေးလိုက်ပါတယ်။ကောင်လေးကတာမန်ဘောလုံးပဲထင်ပြီးရက်ကနဲ့အသားလေးလွှဲရိုက်လိုက်ရာလေးလံတဲ့ဘောလုံးကြီးကမြေကြီးကိုစိုက်ဝင်သွားပါတယ်။အားလုံးကသူ့ကိုဝိုင်းရနေတော့မှပဲအလုံးမကြောတဲ့ပေါင်း1000ဘောလုံးကြီးကရုတ်တရက်စိတ်အမွာကွဲထွက်သွားပါတယ်။အဲ့ဒီတော့မှကောင်မလေးကဒီတက်တော်ဆောင်ဟာတာမန်လူမဟုတ်မှန်းနားလည်သွားပါတယ်။အဲ့ဒီအချိန်မှာပဲတစ်ဖက်လူစုကကောင်မလေးကိုစနောက်ဖို့နောက်ထပ်ဘောလုံးတစ်လုံးနဲ့ပြစ်ပေါက်လိုက်ရာကောင်ကလေးကရက်ကနဲ့အေးစိတ်ကာကွယ်ပေးလိုက်ပါတယ်။ကောင်လေးကဘောလုံးကိုပြန်ပစ်ထုတ်လိုက်တဲ့အခါကျောင်းဒါရိုက်တာရဲ့ဒါမျက်နှာကိုရှက်ထိသွားတာကြောင့်အသေးသားဒေါသကြီးကျယ်ထွက်သွားပါတယ်။နောက်တစ်နေ့မှာဒါရိုက်တာသားကကလဲ့စားချေဖို့လူတွေခေါ်လာပါတယ်။သူတို့ကကောင်လေးကိုတာမန်ကျောင်းသားပဲထင်နေတာပါ။ဘန်းကန်လုံးလောက်တုတ်တဲ့တံပိုင်လုံးတွေနဲ့ရိုက်ဖို့လုပ်တဲ့အခါကောင်လေးကပိုင်လုံးကိုဖမ်းပြီးလက်ချောင်းလေးနဲ့တင်နှစ်ပိုင်းကျိုးသွားအောင်ချိုးပြလိုက်ပါတယ်။လူမိုက်အုပ်စုကြောက်လန့်သွားပါတယ်။ကောင်လေးကနောက်နောက်ပြဿနာမတက်ရအောင်တကားကိုပိတ်လိုက်ပြီး10ယောက်လုံးကိုတပြိုင်နက်တည်းချွေးတောင်မထွက်ပဲအလွယ်တကူအနိုင်ယူလိုက်ပါတော့တယ်။ကျောင်းကိစ္စတွေရှင်းပြီးတော့ကောင်မလေးအိမ်ပြန်လာပါတယ်။ဒါပေမဲ့သူ့စိတ်ထဲမှာတက်တော်ဆောင်ကိုထားခဲ့ပြီးပါတီသွားချင်နေပါတယ်။ကောင်လေးကသူ့ကြံကိုတီးလို့အနေရများတဲ့အချိန်မို့အိမ်မှာပဲနေပါလို့အချိန်ချင်းထားပါတယ်။ဒါပေမဲ့ကောင်မလေးကလက်မခံပါဘူး။ကောင်လေးတတိလက်နေတဲ့အချိန်အခန်းတကားကိုအပြင်ကနေပိတ်လောင်ထားခဲ့ပြီးအတန်းဖော်ရင်းနဲ့တွေ့ဖို့ကားမောင်းထွက်သွားပါတယ်။တိတ်မကြခင်မှာပဲစနိုက်ပါသမားကလမ်းမှာခြုံကိုတိုက်ခိုက်ပါတော့တယ်။ကောင်မလေးကြောက်လန့်ပြီးအိမ်ပြန်ပြေးဖို့ကြိုးစားပါတယ်။ကံကောင်းစွာနဲ့အခန်းထဲပိတ်မိနေတဲ့ကောင်လေးကတကားကိုဖျက်ပြီးထွက်လာနိုင်ခဲ့ပါတယ်။သူကမြေကြီးရဲ့တုန်ခါမှုကိုအာယုံခံပြီးကောင်မလေးဘက်ကိုမောင်းသွားလဲဆိုတာသိလိုက်ပါတယ်။ပြီးတော့သူ့ရဲ့တလားစာနဲ့ဝယ်ထားတဲ့ဆိုင်ကယ်လေးကိုစီးပြီးအရှိန်ကုန်မောင်းလိုက်သွားပါတယ်။စနိုက်ပါသမားကတတိယမြောက်ကြည်စံကိုပြစ်လိုက်တဲ့အချိန်မှာပဲကောင်လေးကအချိန်ကရောက်ရှိလာပြီးတကြားလုံးနဲ့ပဲကြည်စံကိုထပ်မံကာကွယ်လိုက်ပြန်ပါတယ်။အစပိုင်းမှာစနိုက်ပါသမားကဒီကောင်လေးကိုအန္တရာယ်မရှိဘူးလို့ထင်ခဲ့ရင်မဲ့ကြည်စံတွေကကောင်လေးကိုဘာမှမလုပ်နိုင်မှန်းသိသွားတဲ့အခါသူက